ဇလန်အစမှာမင်းသမီးကမင်္ဂလာဆောင်ဖို့ပြင်ဆင်နေတော့သူ့ချစ်သူစီကဖုန်းလာခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးအချစ်ဦးကနေမကောင်းဖြစ်နေလို့မင်္ဂလာပွဲကိုရွှေ့ဆိုင်းခြင်းတယ်လို့ပြောလိုက်ပါတယ်။ဒါကိုမတင်ကားလို့မင်းသမီးကကုမ္ပဏီကိုလိုက်သွားတဲ့အခါမှာတော့သူ့ချစ်သူနဲ့အဲ့ဒီမိန်းကလေးနန်းနေတာကိုအမိအရတွေ့လိုက်ရပါတော့တယ်။မင်းသမီးကတကားကိုကန်ဖွင့်လိုက်တဲ့အခါသူ့ချစ်သူကသူ့ကိုတောင်းပန်ဖို့နေတာလူကြီးလူကောင်းမဆန်ဘူးဆိုပြီးပြန်အောင်ပြစ်တင်ပါသေးတယ်။မင်းသမီးကစစ်ဆက်ပွဲဖြတ်မယ်လို့ဓာတ်ရိုက်ပြောလိုက်ပေမဲ့ချစ်သူဖြစ်သူကကုမ္ပဏီချင်းအကျိုးတူလုပ်ငန်းတွေရှိနေလို့လူကြီးတွေခွင့်ပြုမှာမဟုတ်ဘူးလို့ချိန်ချောက်ပါတယ်။ပြီးတော့နိုင်ငံခြားမှာကျောင်းသွားတက်ပြီးမှပြန်လာရင်လက်ထပ်မယ်ဆိုပြီးကျောင်းဝင်ခွင့်စာကိုထုတ်ပြတယ်။ဒါပေမဲ့မင်းသမီးကအဲ့ဒီစာကိုအပိုင်းပိုင်းဆုတ်ခဲပြစ်လိုက်ရုံတင်မကပဲရေနဲ့ပါပတ်ခဲ့ပြီးထွက်လာခဲ့ပါတော့တယ်။သူမကသူ့ချစ်သူကို block လိုက်ပြီးတငယ်ချင်းနဲ့ဈေးဝယ်ထွက်တဲ့အခါသူ့ရဲ့ဘဏ်ကက်ကပိတ်ခံထားရတာကိုသိလိုက်ရတယ်။အဲ့ဒီအချိန်မှာသူမချစ်သူရဲ့ရီစားဟောင်းကရောက်လာပြီးပတ်စံမရှိရင်မဝယ်နဲ့ဆိုပြီးလာနေပါတယ်။ဒါပေမဲ့မင်းသမီးကဒေါ်လာတန်းချီတန်းတဲ့ black card ကိုထုတ်ပြလိုက်တဲ့အခါမှာဒေတာအားလုံးမြင်သက်သွားကြပါတယ်။အဲ့ဒီမှာတင်လူချောတယောက်ပေါ်လာပြီးမင်းသမီးကိုသူရှာနေတာ3နှစ်ရှိပြီလို့ပြောလိုက်ပါတယ်။သူကတခြားသူမဟုတ်ပါဘူးမင်းသမီးရဲ့မွေးစားအကူဖြစ်နေခဲ့တာပါ။အရင်ကမင်းသမီးကိုလူချောလေးတို့မိသားစုကမွေးစားခဲ့ပြီးမိသားစုစီးပွားရေးပျက်စီးသွားလို့ခွဲခွာခဲ့ရပေမဲ့အခုတော့အကိုဖြစ်သူကအရန်ချမ်းသာနေပါပြီ။တရက်မှာတော့မင်းသမီးကသူ့အကိုရဲ့စပင်ကိုအချောက်ခံပေးရင်းမှပြီးအပူလောင်ပြီးလို့အကိုဖြစ်သူပေါ်မှောက်ရက်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲရီစားဟောင်းကတကားကို baseball တုံးနဲ့ရိုက်ခွဲဝင်လာပြီးမင်းသမီးကိုဖောက်ပြန်နေတယ်ဆိုပြီးစော်ကားပါတော့တယ်။မင်းသမီးကသူတို့လမ်းခွဲပြီးသားလို့တတိပေးနေတော့မှပဲအကိုဖြစ်သူကရှေ့ကနေကာကွယ်ပေးလိုက်ပါတယ်။ရီစားဟောင်းကအဲ့ဒီလူကမင်းသမီးရဲ့အကိုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့သူ့ရဲ့အရှိန်အဝါကြောင့်ကြောက်ပြီးထွက်ပြေးသွားရပါတော့တယ်။